တွေ့နေရတာကအများစိမ်းတောင်ပါရှင်ဒီနေရာလေးကတော့မြာစိမ်းတောင်မှာမြာစိမ်းတောင်ဒီနားကနေစပြီးတက်ရပါမယ်ရှင်မဝါကတော့ဒီစိုက်ကယ်လေးနဲ့လာတာပါရှင်အရန်ကိုစိတ်လှရှားစရာကောင်းတဲ့တောင်ဆောက်တောင်ဖူးခီးစင်လေးပါဒီကားလေးကနေစပြီးတက်ရပါပြီရှင်ဒီနောက်မှာမြောက်စာလေးတွေကျွေးလို့ရပါတယ်မြောက်ကလေးတွေကိုအခုလိုမျိုးလောင်အိမ်လေးတွေနဲ့ထည့်ထားပါတယ်ကလေးလေးအစိမ်းတောင်ဆိုတဲ့အတိုင်းပဲမြာစိမ်းအောင်လေးတွေနဲ့ပဲခြေထားတာပေါ့နော်ဒီနေရာကတော့အတွင်းမြစိမ်းအောင်မြေလို့ခေါ်ပါတယ်ရှင်အထဲကဖျားကြီးကိုအပြင်ကတော့မှအရင်အောင်တပ်ပဲဆိုဖူးနေရပါတယ်ဘဘဝင်ဖူးမယ်နော်ကဲအခုမြင်တွေ့နေရတာကတော့မြစိမ်းတောင်ဖျားဖြစ်ပါတယ်ဘဘဒီဖျားเจ้าလေးရှင်းပြပေးလို့ရလားဖျားကြီးလို့ဖျားရင်ဖူးဟုတ်ဒါကတော့မြစိမ်းတောင်စီဒီပါအရင်ကိုတပ်ပဲပါတယ်နော်ဒါလေးကမြဆက်ပြန်တဲ့ဒီရဲ့အကြောင်းလေးကိုတော့ဒီမှာရှိတဲ့ဘဘကြီးတယောက်ကိုတော့မေးထားပါတယ်မော်ကတော့ဒီဖះရဲ့တမိုင်းเจ้าကိုတော့အတိအကျမသိပါဘူးเนาะအားလုံးဖုံးမြင်စေခြင်းနဲ့ဆန္ဒနဲ့အခုလိုမျိုးရိုက်ကူးပေးခြင်းဖြစ်ပါတယ်ဒါကတော့ညာနန်းဒီဝီတဲ့ဒီဖះရဲ့ထူးခြားချက်ကတော့เนาะအကုန်လုံးငကားတွေနဲ့ရံပေးထားတာဖြစ်ပါတယ်ညာစင်းရောင်ငကားတွေတော်များရောင်ငကားတွေဒါကညနန်းကေတီတဲ့ပြီးရင်ဒီကဘဘကိုမေးကြည့်ပေးမယ်နော်ဒီမှာကညနန်းသူစားတဲ့ဒီမှာကသူဝနာဘူမီတေဝီတဲ့နော်ဘုလိုမျိုးမင်းသမီးလေးတွေအကုန်လုံးဘေးလေးဘက်လေးလမ်းမှာထိုင်ပြီးတော့ကြောနေတဲ့ရုပ်ထုလေးတွေတော့တွေ့ရပါတယ်ရှင်မသိလို့ပါဆက်ဆွယ်လိလားစက်ကြသိရပါကျူးစုံတက်စုံနတ်စုံနော်ဟုတ်ပါမြအေးမြဟုတ်မနာဘူမီတန်ရမြဟုတ်ဆက်ဆိုတာစက်ကြကျိုးစုံတက်စုံနတ်စုံအဲ့ဒီ over PhD ဖြစ်သွားတဲ့ခါကျတော့ပြန်သွားတယ်ညဆက်ပြန်ဟုတ်ဟုတ်ပြီဒါရဲမောင်နှံ၄ပုံအထက်မှာ9ပုံအလုံးဥစ္စာအထက်မှာ3ပုံအလုံး9ပုံရှိတယ်ဒါရဲဒေတာဆိုင်ကအထိန်သိမ်းစောက်ရှောက်ဟုတ်ကဲ့ပါဟုတ်ဒါဆိုဒီဖះကမောင်နှံ9ပုံတည်ထားလားဟုတ်ပြီမောင်နှံ9ပုံဟုတ်ကဲ့ပါဟုတ်သမီးကဒါအခုမှပထမဆုံးရောက်ဘူးတာအမရမ်းခဏဟုတ်ပါလက်အောင်ကြည့်ကမ်းမြန်အစနဲ့ခေါင်းမြက်လို့အပေါ်ရှမ်းပေါင်းလေးနဲ့ပုံလားခေါင်းလေးကိုပဲလက်ရှိကြည့်လိုက်ပဲလက်ရှိကြည့်ဝင်လာပြီးဝင်လာဟုတ်မျက်စိထဲမှာတော့ရေးလေးပေါ်နေရေးလေးပေါ်တော့အမခေါင်းလေးကိုပဲရွှေ့မြန်ဘရိုကောမလုပ်ထားတယ်ဟုတ်ရှိတယ်ဒါဘုတော်မျိုးတက်နဲ့ဒါကတော့ဒီတော်ကမြစိမ့်မယ်တော့ဒီဟာတွေ့ရတဲ့မြတပိတ်လေးကင်ထားတာကတော့မြတပိတ်မယ်တော့ပါရှင်ဒီမြတပိတ်မယ်တော့ကမြတ်စွာဘုရားရှင်စံတော်တဆူကိုပူဇော်ခွင့်ရထားတဲ့မယ်တော်တစ်ပါးလေးဖြစ်ပါတယ်ကြည့်ကြတယ်လို့ပြဒီကဘဘကတော့ဒီကသမိုင်းကြောင်းလေးကိုရှင်းပြတာပေါ့နော်မေဘဘကဆွမ်းနာသူရှင်းပြတာလေးကိုတော့ယူခွင့်မပေးလို့ရိုက်ခဲ့ရပါဘူးမုန်းကြတော့ပါဗျာအဲ့တော့ဦးသိန်းကြွလာဦးသိန်းလူဘွားကြွလာတော့ဒါကတော့ဒီတောင်ဆောက်ရှောက်တွေပါပဲအဲ့တော့ပြောလို့မရအောင်အဲ့တောင်းမယ်ဘူးဒါတငယ်လို့ဟုတ်မရနဲ့နောက်မရပုံလေးရှိတယ်ကျတော့ပုံဒါကတောင်ယူပိုးပိုးကြီးပါရှင်တောင်ယူ
တောင်ညိုဘိုးကြီးရဲ့ဘေးနားမှာအခုတွေ့နေရတယ်ဒီရုပ်ထုပိုင်ရှင်ကဒီတောင်တော်ကိုစပြီးတော့တီထားကိုပဲခဲ့တဲ့သူတွေရဲ့ရုပ်ထုပါသူတို့အထိမ့်မဲ့နေတဲ့ညမှာထားပေးထားတာပါနော်ဒီတောင်တော်ကြီးကိုစပြီးအစပြုခဲ့တဲ့သူတွေပါသူတို့တွေကတော့မရှိကြတော့ပါဘူးကွယ်လွန်သွားကြပါပြီဒါပေမဲ့သူတို့ကိုအထိမ့်မဲ့နေနဲ့ဒီမှာရုပ်ထုလေးတွေထားပေးထားတာပါနော်အဲ့တော့အများစိမ်းတောင်ရဲ့တောင်မိုင်ဘိုးကြီးပါရှင်တောင်မိုင်ဘိုးကြီးရဲ့ဘေးနားမှာအခုမြင်တွေ့နေတာတော့တငယ်တော်ရုပ်ထုလို့ခေါ်ပါတယ်ဒီတောင်ပေါ်ကဘဘကြီးရဲ့ရှင်းပြချက်အရဆိုလို့ရှိရင်ဒီတငယ်တော်ရုပ်ထုကလေးတွေကသာသမီမထွန်းကားကြတဲ့သူတွေစီမှာသူကဝင်စားပြီးတော့မိဘတွေကိုစီးပွားလလပါတွေပြည်လဲအောင်အားလုံးအဆင်ပြေအောင်ကူညီဆောက်ရှောက်ပေးတဲ့သူတွေလို့ခေါ်ပါတယ်သူတို့အပြောအရတော့ဒီတငယ်တော်လေးတွေဟာဒီတောင်ပေါ်မှာတန့်ရှင်းစင်ကြယ်တဲ့ဝိညာဉ်လေးတွေပေါ့နော်သူတို့တွေကမိဘမျိုးရိုးကောင်းလေးတွေကိုရှာပြီးတော့ပြန်လဲဝင်စားပြီးတော့မိဘတွေနဲ့အများကိုအလုပ်ကျွေးပြုနေတဲ့သူတွေလို့ဆိုကြပါတယ်နော်ယုံကြည်တဲ့သူတွေတော့ယုံကြည်ကြပါတယ်ဒါကတော့တောင်မိုင်ဘိုးဘိုးကြီးပါဒီညစိမ်းတောင်ကလေအရန်ကိုထူးခြားဆန်းပြတဲ့အရာတွေရှိတယ်နော်မိုးဝါကလည်းဒီတောင်ကိုအခုမှပထမဦးဆုံးရောက်ဖူးခြင်းဖြစ်ပါတယ်ရောက်ဖူးတဲ့အချိန်မှာပဲထူးဆန်းတာတွေတွေ့ရတယ်ထူးဆန်းတာတွေလည်းမြင်ရတယ်ကြားရတယ်ပေါ့နော်ဒီကအဖကရှင်းပြတာတွေနဲ့လည်းပေါ့နော်တွေ့ကြုံရတဲ့အခါမှာတော်တော်လေးကိုလည်းအံ့ဩရပါတယ်နော်တချို့ကိစ္စတွေကြတော့လည်းပြန်လည်ပြောပြလို့မရတဲ့ကိစ္စတွေမလို့မပြောပြတော့ပါဘူးကိုယ်တိုင်ကြုံတွေ့ရတဲ့အတွေ့အကြုံလေးနဲ့ပဲထားခဲ့ပါတယ်နော်ဒီမှာဆိုရင်ဘိုးတော်တကြားမင်းမှာဘိုးတော်တကြားမင်းနဲ့အနောက်မှာပေါ့နော်နောက်ထပ်တကြားမင်းရဲ့ခြံရံနေပေါ့ဘိုးတော်တကြားမင်းရဲ့ရုပ်ထုပါဒီတောင်မှာအဆောက်အအုံတွေအများကြီးရှိပါတယ်နော်ဟိုဟာတို့ဒီမမြင်နိုင်မသိနိုင်မကြားနိုင်တဲ့အဆောက်အအုံတွေမှာအများကြီးရှိပါတယ်သူနဲ့သူအထုံပါတဲ့သူတွေကန်ဆက်တဲ့သူတွေအကြောင်းတရားရှိတဲ့သူတွေကတော့ထူးခြားတိုက်ဆိုင်မှုတွေအများကြီးတွေ့ကြုံရပါတယ်